ဒီနေ့တော့ကလေးတွေအတွက်အရသာရှိတဲ့ Plano လက်ဖက်ရည် Bubble Tea လုပ်ပေးခဲ့တယ်။ကလေးတွေကအပင်မှာရောင်းတဲ့ဟာတဲ့တောင်ပိုကောင်းတယ်လို့ပြောကြတယ်။အိုးတွေကိုလက်ဖက်6နဲ့တကြားပြူထဲပါ။မီးအသင်းနဲ့တကြားတွေအယောင်ပြောင်းပြီးအမြုပ်ထားလာတဲ့အထိလော်ပေးပါ။ရေနွေးလောင်းထည့်ပြီးခဏလောက်မှွေပေးပါ။ပြီးရင်နို့တပူလောင်းထည့်လိုက်ပါ။လက်ဖက်6ဖတ်တွေကိုပြန်ဆယ်ခုတ်လိုက်ပါ။ပြုတ်เสียမလို့တဲ့အသင်း3ပလဲစေလေးတွေထည့်ပေးပါ။အဖုံးအုပ်ပြီး9မိနစ်လောက်နှက်ထားရင်ရပါပြီ။ကျွန်တော်ကတော့ဒီလိုပြုတ်เสียမလို့တဲ့ပလဲစေကိုသုံးထားတာပါ။အထုပ်ကြီးဆုပ်မှအထုပ်အသေး30ထုတ်ပါပါတယ်။တထုပ်ချင်းစီခွဲထုတ်ထားလို့သုံးရတာအရင်အဆင်ပြေတယ်။အိမ်မှာအချိန်မရွေးဖလော်တော့လို့ရတာပေါ့။တခါဖလော်ရင်တထုပ်ကတစ်ခွစာအတော်ပါပဲ။တအိမ်လုံးလက်ဖက်ရည်နတ်နဲ့နှုတ်နတ်လေးတွေမှုေးနေတာပဲ။ပလဲစီလေးတွေကလည်းဆေးဆေးပိုင်ပိုင်နဲ့ဝါလို့ကောက်လိုက်တာ။နှုတ်အေးရတာကလည်းစိန်အေးနေတာပဲ။တကယ်ကိုအရသာရှိပါတယ်။အပြင်ပါးကြမလို့ပဲအိမ်မှာတင် Bubble Tea လက်ဖက်ရည်ကိုစိတ်ကြိုက်ဖျော်တော့လို့ရပြီပေါ့။ကျောင်းပရက်မှာကလေးလေးအတွက်ဖျော်ပေးလိုက်ရအောင်နော်။